ခုဆိုမဲ့တစ်ချင်းလေးရောကျွန်တော်ဟိုးအရင်တော့ချောကလက်အောင်ရေခဲအိမ်မက်ဆိုတဲ့တရားတစ်ချင်းလေးဘက်ကိုကျွန်တော်ဆိုချင်ပါတယ်ဒုတိယမြောက်ရိုမီယိုထဲမှာလည်းကျွန်တော်ဆိုခဲ့ပူပါတယ်တစ်ချင်းရဲ့နာမည်ကကဘာချားခဲ့တာမင်းနဲ့ငါရိုမီယိုကကျွန်တော်ကိုစကားတွေလာပြောနေတော့သူ့ရဲ့အကြောင်းကိုကျွန်တော်ဘလောက်များသိတယ်လဲတဲ့သူ့အသေးတွေဘလောက်ကွက်ကွက်သူကအချစ်တရေကောင်းတဲ့အိမ်မက်ကလက်လို့တော့ကျွန်တော်ပြန်စဉ်းစားမိတယ်ရိုမီယိုဂျူလီရဲ့ဒန်ဒါကြီးပြသက်လေးပဲတကယ်တော့အချစ်ဆိုတာဘာလဲကျွန်တော်နဲ့ကောင်းပါလေရိုးရိုးလေးပဲချစ်ခဲ့တာရယူခြင်းပေးသက်ခြင်းအချစ်ရဲ့အတိတ်ပဲဘာမှမသိမျက်နှာမှုတစ်ခုတည်းနဲ့ချစ်ခဲ့ကြတာပဲဂျူလီရဲ့ကျွန်တော်ဘဝရဲ့နတ်သမီးလေးသူလှတာမလှတာလဲကျွန်တော်နဲ့မဆိုင်ဘူးလေကျွန်တော်ချုပ်တဲ့မှုလဲသူကယူမဆိုင်ခဲ့ဘူးအချစ်တစ်ခုပေါင်းဆက်တဲ့အခါမိဘအတိုင်းဝါရဲ့ဆွတ်ဖက်မှုတွေမပါရင်အေးကောင်းပါတော့တဲ့နဲ့တီးဆောက်ထားတဲ့ကျွန်တော်ရင်ခွင်အမတ်တမဲ့နဲ့ခံလိုက်ရတာနားမလဲခဲ့ရုတ်တရက်ချက်ချင်းဘယ်လိုပြန်ပြီးစောက်တည်မလဲငွေကြောက်လားလူကြောက်လားမသိနိုင်တော့ဘူးချစ်သူရပုံယူဝေးတဲ့စောင်းနှင်းညမှာလမ်းခွဲရကြမော်ဒန်အချစ်ဇက်လန်းတွေနဲ့ပတ်စံဆိုတာအသေးခွဲတဲ့လူချမ်းကြီးပါပဲရှေ့ရှေ့တော့ကပြဿနာတွေလည်းမချုံငိမ့်တော့ဘူးမေမေဘယ်မှာလဲကောင်းမလေးရောဘယ်ရောက်သွားလဲသူတို့ပြောကြတယ်ကဘာတစ်ဖက်မှာလဲဒီပုံပြမှာဘသူကမတရားတာလဲအစိတ်တော့ပြီးတတ်သေးဖို့လဲကျွန်တော်မှတတ်ပြီးမရှိခဲ့အခုတော့တယောက်တည်းကြံခဲ့ဘာမှမပြောတော့